ခင်ပွန်းကသူ့မိမကိုအိမ်မှာတယောက်ထဲထားခဲ့ပြီးသူ့ရဲ့လျှို့ဝှက်ချစ်သူကိုဆေးရုံသို့စစ်ဆေးဖို့ခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ထဲမှာပဲမိမကအတွန့်အလန့်မရှိဘဲဒိုင်နမိုက်ကိုမိထိုးလိုက်ပါတယ်။စက္ကန့်အနည်းငယ်အတွင်းအိမ်တစ်လုံးလုံးပြင်းထန်စွာပောက်ကွဲသွားပြီးသူတို့ရဲ့အမတ်တရားတွေအားလုံးမိခိုးမုံအဖြစ်ပြောင်းလဲသွားပါတယ်။မိမလည်းအဲ့ဒီမီးထဲမှာပျောက်ကွယ်သွားပါတယ်။ဒီအရာအားလုံးကိုမြင်ပြီးခင်ပွန်းကအလွန်တရာထိတ်လန့်သွားကမိမကိုအားလုံးအင်အားနဲ့ခေါ်နေပါတယ်။ဒါပေမဲ့သူမကတော့မရှိတော့ပါဘူး။အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာနောင်တအလွန်ကြီးမားလာပြီးကိုတက်ချင်လောက်အောင်ဖြစ်လာပါတယ်။ဒါပေမဲ့ဒီအရာအားလုံးဟာမိမကတေချာစီမံထားတဲ့လက်စားချေမှုတစ်ခုဖြစ်ပြီးခင်ပွန်းကိုဘဝတစ်လျှောက်လုံးနောင်တမီးနဲ့လောင်ကျွမ်းစေဖို့ရည်ရွယ်ထားတာပါ။တခါတော့ကမိမကကိုဝင်ရှိနေတယ်ဆိုတာသိလာခဲ့ပါတယ်။ဒီသတင်းကိုကြားတဲ့အချိန်မှာသူမအလွန်ပျော်ရွှင်သွားပါတယ်။အကြောင်းကတော့9နှစ်ကြာမိသားစုဘဝမှာကလေးမရနိုင်ခဲ့တာကြောင့်ပါ။ဒါပေမဲ့ခင်ပွန်းကတော့အဲ့ဒီအကြောင်းကိုလုံးဝမပြောပါဘူး။အကြောင်းရင်းကတော့အဲ့ဒီနေ့ထဲမှာပဲသူ့ရဲ့လှုပ်ဝက်ချစ်သူလည်းကိုဝင်ရှိနေတယ်ဆိုတာသိလာခဲ့လို့ပါ။ခင်ပွန်းကအရင်ကသူမကိုသူ့ရဲ့ပထမဆုံးကလေးကိုသူမနဲ့ပဲမွေးမယ်လို့ကတိပေးထားခဲ့ပါတယ်။ဒီလိုကိုသာစိတ်ထားနဲ့ကတိကိုဖြည့်ဆည်းဖို့အတွက်သူကမိမကိုကလေးပြတ်သွားစေမဲ့အနေအတစ်ခုကိုစီစဉ်ခဲ့ပါတယ်။မိမစေကအတွင်းခွဲစိတ်ခန်းမှာရှိနေချိန်မှာခင်ပွန်းကသူ့တငယ်ချင်းနဲ့အတူအပြင်မှာအမှန်တရားကိုဘလို့ဖုံးကွယ်မလဲဆိုတာစီစဉ်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြောတဲ့စကားအလုံးကိုမိမကခွဲစိတ်ခန်းထဲမှာရှိနေရင်ကြားနေရပါတယ်။အဲ့ဒီအချိန်မှာသူမကကိုယ်တိုင်ဘလောက်အထိအမိုက်မိုက်ယုံကြည်နေခဲ့လဲဆိုတာနားလည်လာပါတယ်။နှစ်များစွာကြာအောင်ဒီယောက်ျားကိုမျက်မမြင်လို့ယုံကြည်ခဲ့တာကိုနောင်တရလာပါတယ်။ခင်ပွန်းကအရာအလုံးမှာအဲ့ဒီမိန်းကလေးဘက်ကိုသာထောက်ခံခဲ့တာကိုလည်းသတိရလာပါတယ်။ဒီအရာအလုံးကိုသတိရလာတဲ့အခါမိမရဲ့နောက်ဆုံးမျှော်လင့်ချက်ပါပျက်စီးသွားပြီးခင်ပွန်းနဲ့ပတ်သက်သမျှအရာအလုံးကိုမိရှုဖျက်ဆီးလိုက်ပါတယ်။ဓာတ်ပုံတွေလက်ဆောင်တွေအမတ်တရတွေအားလုံးကိုမိရှုပစ်လိုက်ပါတယ်ပြီးတော့ကိုယ်ပိုင်တည်ဆုံးတယ်လို့ဖန်တီးပြီးဒီနာကျင်တဲ့ဘဝကနေလွတ်မြောက်ဖို့စီမံကိန်းရေးဆွဲခဲ့ပါတယ်ခင်ပွန်းကိုတော့ဘဝတစ်လျှောက်လုံးနောင်တနဲ့ဝမ်းနည်းမှုတွေမှာနစ်မြုပ်နေစေခဲ့ပါတယ်အမှန်တကယ်လည်းအဲ့ဒီလိုပဲဖြစ်သွားခဲ့ပါတယ်ခင်ပွန်းကမိမထွက်သွားပြီဆိုတာသိလာတဲ့အခါစိတ်နှလုံးကွဲကြေသွားပြီးကိုလုတ်ခဲ့တဲ့အမှားတိုင်းကိုနောင်တရလာခဲ့ပါတယ်နောက်ထပ်ဘာတွေဖြစ်လာမလဲသိချင်ရင်ဒီဗီဒီယိုကို like လုပ်ထားပါနော်